သက်ရှင်ဖို့အတွက်မိခင်ရဲ့နိုးရည်ကိုသာအားကိုးနေရတဲ့အရွယ်မှာမိခင်မရှိတဲ့အခါမိမိကိုယ်ကိုကာကွယ်ဖို့ဘာလက်နက်မှမရှိသေးတဲ့အချိန်မှာမတော်တဆချော်ချသွားရကနေသေမင်းနဲ့ရင်ဆိုင်ခဲ့ရတဲ့ဖြန်ပေါက်လေးတစ်ကောင်ရှိပါတယ်။ဩစတြေးလျကန့်ချေကကျွင်းငယ်လေးတစ်ခုမှမွေးဖွားနေရပိုင်းပဲရှိသေးတဲ့ဖြန်ပေါက်လေးတစ်ကောင်ဟာမိခင်ဖြစ်သူကသူ့အတွက်အာဟာရဖြစ်စေမဲ့နိုးရည်တွေပေးနိုင်ဖို့ပင်လယ်တွေကိုအဆအဆထွက်သွားရပါတယ်။ဖြန်ပေါက်လေးကိုတော့ကြောက်ဆောင်တွေကြားကဘေးခင်းနဲ့အတိုင်လေးထဲမှာပဲစောင့်နေဖို့မှာထားခဲ့ပါတယ်။ဒါပေမဲ့ခလီးတဘာဝဆက်ဆူးကျင်စေကဗီဇာကိုကြော်လွင်သွားတဲ့အခါဖြန်ပေါက်လေးကအတိုက်ထဲကနေထွက်လာမိပါတယ်။မတော်တဆချေးချော်ပြီးမီတာ30မြင်းနဲ့ကမ်းပါးပေါ်ကနေပင်လယ်ထဲကိုလိမ့်ကျသွားပါတော့တယ်။ရေမကူးတတ်သေးတဲ့အပြင်သူ့ရဲ့အမွေးနုလေးတွေကလည်းရေဆိုခံနိုင်စွမ်းမရှိသေးပါဘူး။ပင်လယ်လိုင်းလုံးကြီးတွေကြားမှာဒီကောက်လေးကတကယ်ကိုအားကိုးအားမဲနေခဲ့လာပါ။ရေထဲမှာကြားလေးခန္ဓာကိုယ်ကအေးဆက်လာပြီးအာအင်ကုန်ခန်းလာလေပါ။ကန်ကောင်းထောက်မစွာနဲ့လေနောက်ထပ်လိုင်းလုံးကြီးတစ်ခုကသူ့ကိုကမ်းခြေပေါ်ပြန်ထင်ဖိလိုက်ပါတယ်။ဒါပေမဲ့အခဲကဒီမှာတင်မပြီးသေးပါဘူး။ကမ်းခြေမှာအုပ်စုလိုက်ရှိနေတဲ့ဖြန်ကြီးတွေအကြားမှာသူ့အမေကိုပြန်ရှာဖို့ကတကယ်ကိုခက်ခဲတဲ့အလုပ်ပါ။တခြားဖြန်ကြီးတွေကဒီဖြန်စိမ့်လီကိုရန်သူလို့ထင်ပြီးတိုက်ခိုက်တာမျိုးလည်းခံရနိုင်ပါတယ်။ဒီနေရာမှာဖြန်ပေါက်လေးကသူမွေးခွားပြီး၄နာရီအတွင်းမှာပဲတင်ယူထားခဲ့ရတဲ့ထူးခြားတဲ့စွမ်းရည်တစ်ခုကိုသုံးရပါတော့တယ်။အဲ့ဒါကတော့မိခင်ရဲ့ထူးခြားတဲ့ခေါ်တန်းကိုမမိနေတာပါ။စူးညမ်းနေတဲ့ဖြန်အုပ်ကြီးထဲမှာမိခင်ရဲ့အတန်ကိုရှာဖွေတွေ့ရှိသွားတဲ့အခါမှာတော့သူကအသက်ရှင်ခွင့်ရသွားခဲ့ပါပြီ။ကျွန်တော်တို့ရဲ့ဘဝမှာလည်းဒီလိုပါပဲ။တခါလေးမှလမ်းမသွားတာအခက်အခဲတွေကြားရောက်သွားတာမျိုးရှိနိုင်ပါတယ်။ဒါပေမဲ့ကိုအမှန်တကယ်လမ်းပြပေးမဲ့အတန်ဒါမှမဟုတ်ရီမန်းချင်းကိုသာမတ်မိနေမယ်ဆိုရင်ဘလောက်ပဲဆိုးရွားတဲ့အချိန်တွေကနေမဆိုလွတ်မြောက်နိုင်မှာပါ။အခုလိုတော်ရိုင်းတတိဆိုင်လေးတွေရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ဘဝအကြောင်းအရာတွေကိုအမြဲကြည့်ရှုခြင်းကလာ like နဲ့ follow နေပြီးအားပေးထားကြပါခင်ဗျာ။ကျွန်တော်ကတော့တင်းဆက်သူစော်ချင်းပါခင်ဗျာ။အားလုံးနဲ့ပေးခင်ကြပါစေ။